ဒီလူကစမ်းကြံလှပတဲ့ဒီဇိုင်းနဲ့ကြွေပြားတွေကိုအခုလိုမျိုးလက်မှုပညာနဲ့ပဲထုတ်လုပ်နေတယ်။အီဂျစ်နိုင်ငံမှာ handmade ဘီလက်မြေကြွေပြားတွေကိုအခုလိုပုံစံအတိုင်းပြုလုပ်နေကြတာပါ။ဒီနည်းပညာကနှစ်ပေါင်းများစွာကြာတဲ့အထိမပြောင်းမပြတ်နဲ့လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့တာလည်းဖြစ်ပါတယ်။အခုလိုမျိုးနည်းပညာတွေတိုးတက်လာတဲ့ခေတ်ကြီးမှာအခုလိုမျိုးလက်မှုပညာရက်တွေနဲ့ပြုလုပ်ထားတဲ့လူသုံးကုန်ပစ္စည်းအလှဆင်ပစ္စည်းတွေကလည်းတမျိုးတစ်ဘာသာနဲ့လူတွေရဲ့စိတ်ကိုဆွဲဆောင်မှုရှိနေတာပါပဲ။ဒီနေ့ဗီဒီယိုထဲမှာတော့အီဂျစ်နိုင်ငံရဲ့မျိုးဖလာလက်မှုပညာနဲ့ဘီလက်မြေကြွေပြားတွေထုတ်လုပ်နေတဲ့စိတ်ဝင်စားဖို့ရအကြောင်းအရာလေးတွေကိုမျှဝေတင်ဆက်ပေးသွားမှာဖြစ်လို့စိတ်ဝင်စားကြတဲ့ပရိသတ်တို့အနေနဲ့ကဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ကျမတို့ page ကနေပြီးတော့အခုလိုမျိုးကမ္ဘာတလွှားကဒုကြားဆံများတဲ့စိတ်ဝင်စားဖို့အကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့ခန်းစားလေးလာကြည့်ရှုကြတဲ့ပရိသတ်တို့အနေနဲ့ကျမတို့ page လေးကို like and follow လေးပြုလုပ်ထားကြဖို့လိုအပ်မယ်ဆိုတဲ့အကြောင်းသတင်းစကားပါလေးပြစေ။ကဲဒါဆိုရင်တော့ဗီဒီယိုလေးကိုပြန်ဆက်ကြည့်လိုက်ရအောင်ပါဒီလိုမျိုးလက်မှုပညာနဲ့ဘီလက်မြေကြွေပြားတွေထုတ်လုပ်ခဲ့တာကို1800ခုနှစ်တွေကတည်းကအီဂျစ်နိုင်ငံမှာစတင်လုပ်ခဲ့ကြတာဖြစ်ပါတယ်ဒီလုပ်ငန်းကတာမန်စီးပွားရေးလုပ်ငန်းတစ်ခုနဲ့တောင်မတူပါဘူးရှင်ကိုယ့်ရဲ့စိတ်ကူးစိတ်သန်းတွေကိုညံကွန်ပြီးတော့အသုံးပြုလှုပ်ဆောင်ရတာဖြစ်လို့အမှုပညာတရက်ကိုအကောင့်ထဲပေါ်နေတာနဲ့တောင်တူနေပါတယ်ဒါကြောင့်ဒီလုပ်ငန်းကစီးပွားရေးနဲ့အမှုပညာကိုပေါင်းဆက်လုပ်ကိုင်တယ်လို့တောင်မှဆိုနိုင်ပါတယ်အခုဆိုရင်ဤပညာတွေကလည်းအတော်လေးကိုတိုးတက်လာပြီဖြစ်လို့တခြားသောကြွေပြားထုတ်လုပ်ရေးလုပ်ငန်းတွေကလည်းအများပြားရှိလာပါတယ်ခင်မီဆက်သစ်ကြီးတွေနဲ့လှပတဲ့ဒီဇိုင်းတွေကိုစိတ်ကြိုက်ပုံဖော်ရေးဆွဲပြီးတော့ထုတ်လုပ်လာနိုင်ကြပါတယ်။ဒါကြောင့်အခုဆိုရင်တော့တခြားသောကြွေပြားထုတ်လုပ်ရေးလုပ်ငန်းတွေကသူတို့ရဲ့လုပ်ငန်းကိုချိန်ချောက်စိန်ခေါ်လာနိုင်ကြပါတယ်။ဈေးကွက်ဝေစုတွေကိုအများကြီးဖိတ်ယူသွားနိုင်ကြပါတယ်။ဒါပေမဲ့ဒီလူကတော့သူ့ရဲ့လုပ်ငန်းအပေါ်မှာဆက်လက်ပြီးတော့သစ္စာစောင့်တည်နေစေဆက်လက်ပြီးတော့လုပ်ကိုင်နေစေဖြစ်ပါတယ်။သူ့ရဲ့အလုပ်ရုံကအီဂျစ်နိုင်ငံခိုင်ရိုမြို့မှာတည်ရှိပါတယ်ရှင်။သူ့အသက်12နှစ်သားအရွယ်ကလေးကဒီလောကလေးကိုရောက်ရှိလာတာဖြစ်လို့လုပ်ငန်းသဘောတဘာဝကိုသူ့အနေနဲ့အတော်လေးကိုကျွမ်းကျင်နေခဲ့ပြီးဖြစ်ပါတယ်။ကြွေပြားတွေထုတ်လုပ်ဖို့အတွက်အရင်ဆုံးအခုလိုမျိုးအဖြူရောင်ဘီလက်မြေကိုစကားချရပါတယ်။ဘီလက်မြေမုံကိုသူလိုကျင်းတဲ့အရွယ်အစားတန်ရဖို့အတွက်စံစကားပေါက်သေးတက်ဆင်ထားတဲ့ဗန်သေးသေးလေးနဲ့စကားချတာဖြစ်ပါတယ်။ဒါမှသာဘီလက်မြေအတုံးခဲတွေပါမသွားမှာပါ။လူညက်ပြီးတော့တန်စင်တဲ့ဘီလက်မြေမုံတွေကိုရရှိပြီးဆိုရင်တော့အခုလိုမျိုးသူလိုကျင်းတဲ့အရာအတန်ရဖို့စိုးစီးတွေကိုဘီလက်မြေမှုံထဲမှာရောနှောလိုက်ပါတယ်ရှင်။ပြီးတော့ရင်တော့အခုလိုမျိုးလက်နဲ့ပဲတမအောင်ရောနှောပေးရပါတယ်။သူကအဲ့ဒီလိုအယောင်နေနဲ့အလုံးလုံးရတော့ကိုပြောပါတယ်။အလုံးတမပြီးသွားပြီဆိုရင်တော့ရင်းနဲ့လောက်ရောထည့်ပါတယ်။ပြီးရင်တော့အခုလိုမျိုးခက်ပြစ်ပြစ်လေးဖြစ်တဲ့အနေအထားမျိုးရောက်တဲ့အထိမှွေပေးရပါတယ်ရှင်။ဒါတွေပြီးသွားရင်တော့အသုံးပြုမဲ့ပစ္စည်းထုတ်လုပ်ရေးအဆင့်ပြီးစီးသွားပြီလို့ပြောလို့ရပါတယ်။အခုဆက်လက်ပြီးတော့ဘီလက်မြေအယောအနောကိုပုံစံခွက်လေးနဲ့ထည့်ပြီးတော့ကြွေပြားထုတ်လုပ်ဖို့စတင်လှုပ်ဆောင်တော့မှာဖြစ်ပါတယ်။သူကကြွေပြားကိုဒီတိုင်း plain ကြီးတက်ထုတ်လုပ်တာမျိုးမဟုတ်ပါဘူး။ဒီဇိုင်းအစမ်းလေးတွေထုတ်လုပ်တာဖြစ်ပါတယ်။ဒါကြောင့်ကြိုတင်ပြုလုပ်ထားတဲ့ပုံစံခွက်တွေကိုအခုလိုမျိုးဒီဇိုင်းပုံဖော်ထားတဲ့တမတ်ခတ်လေးတွေပါကြိုထည့်လိုက်ရပါတယ်။ပြီးရင်တော့ကိုလိုချင်တဲ့အကွက်တွေအတိုင်းလိုချင်တဲ့အယောင်တွေကိုထည့်ပေးရပါတယ်။သူကဒါမျိုးလုပ်လာတာကအခုဆိုရင်တော့35နှစ်လောက်တောင်မှရှိနေပါပြီ။ဒီလိုပုံစံခွက်ထဲလောင်းထည့်တဲ့အလုပ်ကစိတ်တော်ရှိရပါတယ်။နောက်ပြီးတေချာလေးအာယုံဆိုင်ရပါတယ်။မာလာတဲ့အခါကျရင်တော့ဒီဇိုင်းတန်ပန်းခတ်လေးကိုအခုလိုမျိုးလဲနဲ့ဖြင်းချင်းစွာဆွဲထုတ်လိုက်ပြီးဆိုရင်တော့အခုလိုလှပတဲ့ကြွေပြားလေးတွေရရှိလာပြီးဖြစ်ပါတယ်။တချို့ဒီဇိုင်းတွေဆိုရင်တော့သူကလက်တန်းပြုလုပ်ပါတယ်။ဒီဇိုင်းတန်ပန်းခတ်လေးမထည့်ပါဘူး။ပြီးရင်တော့အပေါ်ကနေပြီးတော့ဘီလက်မြင်နဲ့သဲအရောကိုဖြိုးပေးပြီးမိုးကွက်ကိုအဖုံဖုံကဟိုက်ရောလက်ဆက်ကြီးနဲ့မိုးကွက်ကိုဖိပါတယ်။ဆက်ရဖျားကြောင့်ဘီလက်မြေကအချိန်ခဏလေးအတွင်းမှာပဲမာလာပါတယ်။1800ပြည့်နှစ်ကာလတွေကတည်းကဘီလက်မြေကဈေးတင်ပြီးတော့ဆွေဆောင်အသုံးပြုလို့ရတဲ့ပစ္စည်းမှန်ရှာဖွေတွေ့ရှိခဲ့ကြပြီးတဲ့အချိန်မှာတော့ဘီလက်မြေထုတ်လုပ်တဲ့စက်ရုံတွေအများကြီးပေါ်ပေါက်လာကြပါတယ်။ပထမကမ္ဘာစစ်အပြီးမှာတော့ဘယ်လ်ဂျီယံနိုင်ငံမှာဘီလက်မြေကျွေးတဲ့ထုတ်လုပ်တဲ့စက်ရုံတွေကိုတည်ထောင်လုပ်ကိုင်ခဲ့ကြပါတယ်။စစ်ပြေးကြောင့်ပျက်စီးနေတဲ့တိုင်းပြည်ကိုပြည်လည်ထူထောင်ရေးတွေလှုပ်ဆောင်ရမှဒီလုပ်ငန်းကအများကြီးအလုပ်ဖြစ်ပါတယ်ရှင်။အဲဒီလိုနဲ့တဖြည်းဖြည်းတွင်ကျဲစွာလုပ်ကိုင်လာခဲ့ကြရင်းနဲ့20ရာစုအလယ်ပိုင်းလောက်မှာဘီလက်မြေကျွေးပါဈေးကွက်ကဆိုရင်တော့ဥရောပကိုတော်တော်လေးကိုစိုးမိုးလာနိုင်ခဲ့ပါတယ်။အခုဆိုရင်တော့ခင်မီနီးပညာတွေနဲ့ထုတ်လုပ်လာကြတဲ့ဘီလက်မြေကျွေးပြားစက်ရုံတွေဘယ်လောက်ပဲရှိလာပါစေ။သူကတော့ကြံဖိုးသင့်ကျွေးပြားတွေကိုအခုလိုမျိုးတနိုင်တစ်ပိုင်းဆက်လက်ထုတ်လုပ်နေစေပဲဖြစ်ပါတယ်။အခုချိန်မှာတော့ဈေးကွက်ဝယ်စုကလည်းနည်းလာပြီဖြစ်တာကြောင့်သူနဲ့သူ့ဝန်ထမ်း2ယောက်တို့ပဲသူ့အလုပ်ရုံမှာကျန်ရှိတော့တာပါဘယ်လိုပဲဖြစ်ဖြစ်အခုလိုမျိုးလှပစမ်းကျဲတဲ့ဒီဇိုင်းတွေကိုလက်မှုပညာနဲ့ပဲထုတ်လုပ်နေတဲ့ဒီလူရဲ့ပညာကတော့အတော်လေးကိုအတိမတ်ပြုချီးကျူးရမှာပဲဖြစ်ပါတယ်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်